အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ထိုင်းစားတာတစ်မျိုးဖြစ်တဲ့ PCEU ကြော်စားမှာဖြစ်ပါတယ်မြန်မာလိုခေါ်မယ်ဆိုလို့ရှိရင်တော့ဆံမြခောက်ဆွဲကြော်ပါပတ်ဝန်းပစ္စည်းအနေနဲ့ကတော့ဆံမြခောက်ဆွဲကြက်ရင်မူသားကြက်ဥနဲ့ကိုက်လံလို့ဖြစ်ပါတယ်ခင်ဗျာရေဦးစုံအနေနဲ့ကိုက်လံရွက်တွေကိုနေတော်လေးတွေလှီထားပေးလိုက်ပါမယ်ပြီးတော့လို့ရှိရင်တော့စကားတစ်ခုတည်းထည့်ပြီးတော့ရေသေးချာလေးစီးထားပေးလိုက်ပါမယ်ရေစီးပြီးတော့လို့ရှိရင်တော့ပကံတစ်ခုတည်းမှာအရိုးနဲ့ရွက်ကိုခွဲထားပေးလိုက်ပါမယ်ပြီးတော့ရင်တော့ကြက်ရင်မုံသားကိုတခိုက်စာအနေနဲ့တုံးလေးလှီထားပေးလိုက်ပါမယ်ပြီးတော့လို့ရှိရင်တော့ကြက်သွေး2မွှားလောက်ကိုဓာတ်ပြရိုက်ပြီးတော့နှုတ်လေးဆင်းထားပေးလိုက်ပါမယ်အခုဆိုလို့ရှိရင်တော့ ingredient တွေအားလုံး ready ဖြစ်ပါပြီရေဦးစုံနေတဲ့အိုးထဲမှာစီလိုတော့ထည့်ပြီးတော့ချက်သွန်ပြူစီးသတ်ပါမယ်အကြောင်ပြောင်းပြီးတော့အနက်လေးတွေမှုလာပြီဆိုလို့ရှိရင်တော့ချက်သားထည့်လို့ရပါပြီချက်သားတွေမကြက်တဲ့ချက်နေတာရောက်လာပြီဆိုလို့ရှိရင်တော့ဆောနာကခွဲရတဲ့ကိုက်လက်ယူထည့်လို့ရပါပြီချက်သားတွေချက်သွားပြီဆိုလို့ရှိရင်တော့ဆောနာကကိုက်လက်ရွက်ကိုထည့်လို့ရပါပြီပြီးတော့လို့ရှိရင်တော့ကျုပ်နှလုံးကိုဖောက်ထည့်ပြီးတော့မှွေကြော်လေးကြော်ထားပေးလိုက်ပါတယ်ခင်ဗျာကျုပ်တွေအားလုံးကြေသွားပြီဆိုလို့ရှိရင်တော့ဆံမြခောက်ဆွဲကိုထည့်လို့ရပါပြီနည်းတော့မှွေပြီးသွားပြီဆိုလို့ရှိရင်တော့အရသာဆက်လို့ရပါပြီအရသာတော့ကိုတော့ချက်သားမုတ်ရယ်ချိုမုတ်ရယ်ပဲငပြိုင်အကြီးပဲငပြိုင်အနောက်ခယူစီကိုသုံးထားပါတယ်ခင်ဗျာပြီးတော့လို့ရှိရင်တော့အားလုံးကိုရုံးမှွေပြီးတော့ကြော်ထားပေးလိုက်ပါမယ်ခင်ဗျာဒီနေရာမှာတော့အချိန်ကြီးကြော်စရာမလိုပါဘူးအားလုံးကချက်ပြီးသားတွေမှုလို့ပါအရသာတွေနှက်ဆက်သွားပြီဆိုလို့ရှိရင်တော့စားလို့ရပါပြီကျွန်တော်တော့နှစ်ပွဲသာဖြစ်ပါတယ်ကျွန်တော်အတွက်ရယ်မဆုံးလာကြပြီဖြစ်တဲ့တင်ငင်းတယောက်တွေ့စရာရှိနေသူ့တော့ပါပူကြော်ထားလိုက်တာပါကျွန်တော်ကတော့စူကီဆော့လေးနဲ့တွဲစားရတာကြိုက်ပါတယ်ဖိုက်စာနေပြီမှုလို့ကိုယ့်အကူပဲအရင်စားလိုက်ပါတယ်သူ့တော့ကတော့ပါဆယ်ထုတ်သွားပေးပါတယ်ခင်ဗျာသူကတော့ပေါ့နေရဆိုပြီးတော့ဗလိမ့်ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ